လမ်းဘေးမိတိုင်အောက်ကလူတယောက်ပေါ့အယောင်အသွေးတွေလှပနေတဲ့ကံရည်ပြင်ကြီးတွေကလာမင်းအရာရာမှုံဝါးဝါပါပဲဗျာမနှင်းဝေကျွန်တော်အနားမပြောရှာဘူးစိန်လန်းဆိုပြေနေသောတောအုပ်ကြီးရဲ့တိလျှောက်ပင်တွေကျွန်တော်ဟာအမောင်တဲကပိုးဆုံးပြူလေးတစ်ကောင်အဖြစ်အသက်ရှင်နေထိုင်ပါလျက်နဲ့လမ်းပြောက်ခဲ့သူပေါ့လက်ပြင်ငုတ်လို့အောင်တက်နာကျင်မှုနဲ့ခတ်တိုးတိုးအသက်ရှူတာစုံခိုက်တော့မို့စုံခဲ့ကြပြီးခွဲထိုက်ရဲ့လားလို့တွေးမိပါရဲ့မနှင်းဝေအယောင်ကိုးသွယ်မထွက်ယုံတမဲတာတကိုးကြီးလာတဲ့စက်ကူရွက်တွေအသက်ရှူကျက်မသေးယုံတာရုန်းကန်ကြရငပိရေကိုဘာရှင်းအစ်စ်နဲ့စားပြီးအယိုးမမာခြင်းဒီကောင်အသေးမာခြင်းတာဗျရှယ်ရတယ်မနှင်းဝေခွဲခြားခြင်းမှာလွဲမားနေခြင်းဆိုရင်တောင်အသွားအပြန်လမ်းမကြီးအလဲကအဝါရောင်စီးမြင်းလေးကကျွန်တော်တို့နှစ်ယောက်ရဲ့ဝေးခွာနေရခြင်းအကြောင်းရင်းနယ်နိမိတ်တစ်ခုပေါ့မနှင်းဝေနှင်းတွေဝေလို့အုံမိုင်းနေတဲ့တောင်ပေါ်မြို့လေးမနှင်းဝေမရှိတော့ဘယ်အေးနိုင်ပါမလဲဗျာစစ်ပျော်နေတဲ့ကဘာကြီးအပျော်စစ်တွေကအပြစ်မရှိတဲ့လူတွေကိုအခေါ်စစ်ဆေးမင်းမြန်းခြင်းမရှိတင်မင်းလဲစစ်ပျော်နေပြီထင်ပါရဲ့ဗျာအာနာနဲ့တင်မင်းပေါင်းပြီးအပျော်လူသက်ပွဲမှာဘာသာရေးကတိတ်ထွန်းကားတာပဲမနှင်းဝေဖះကငါ့ကိုမကိုးဝယ်ပါနဲ့ရှစ်သားတို့ငါဤတရားကိုသာယုံကြည်လိုက်နာပါတိတ်နားလဲရခက်တယ်မနှင်းဝေကရင်ဖာတီးတယောက်ရဲ့စကားပေါ့ဖះတွေအားလုံးကကောင်းပါတယ်မကောင်းတာကလူတွေပါမနှင်းဝေလူသားဆန်ဆန်နေထိုင်မှုကပင်ပန်းလိုက်တာဗျာဩမနှင်းဝေကြပြနေလီ